ဟိုးတော့ကရွာတရွာရဲ့အနီးကိုမြင့်ကျယ်ကြီးတခုသာချတဲ့နေရာမှာအသီးအပွင့်နေဝေးစားနေတဲ့တရက်ပင်ကြီးတွင်ရှိတဲ့အဲ့ဒီတရက်ပင်ကြီးရှိရာစီကိုရွာတဲကကလေးလေးတယောက်ဟာနေတိုင်းကိုမြင့်ကျယ်ကြီးကိုဖြတ်ကျော်ပြီးတော့လာရောက်ဆော်ကစားလို့တရက်ပင်ပေါ်မှာပြေးလွှားတရက်သီးတွေကိုစားနဲ့တရက်ပင်ကြီးနဲ့အတူနေ့စဉ်ပျော်ရွှင်စွာကစားနေခဲ့ကြတဲ့6နှစ်လောက်ကြာလာတဲ့တနေ့မှာတော့ကလေးလေးဟာတရက်ပင်ကြီးရှိရာစီကိုမရောက်လာတော့ဘူးတရက်ပင်ကြီးခမရလဲကလေးလေးလာနိုးနဲ့ကိုမြင့်ကျယ်ကြီးစီကိုတနေ့ကိုမျောငေးရင်းနဲ့ပဲကလေးလေးကိုလွမ်းဆွနေခဲ့ရတယ်အဲ့ဒီလိုလွမ်းဆွနေရတဲ့ရက်တွေကြာညောင်းလာတဲ့တနေ့မှာတော့မထင်မှဖဲနဲ့ရုတ်တရက်ကလေးလေးရောက်လာခဲ့ပြန်တယ်ဘာလို့မရောက်လာခဲ့တာလဲလူလေးမင်းကိုငါနေတိုင်းမျောနေခဲ့ရတာမင်းမရှိတဲ့အချိန်တွေမှာငါမနေတတ်ဘူးမင်းမှာဘာတွေဖြစ်နေလို့လဲလို့တရက်ပင်ကြီးကမေးလိုက်တော့ကျွန်တော်ကြောင်းတက်နေရပြီတရက်ပင်ကြီးအခုကျွန်တော်မှာကြောင်းတက်ဖို့လွယ်အိတ်တွေစာအုပ်တွေစာရေးကိရိယာတွေလိုနေပြီကျွန်တော်ဘယ်လိုလုပ်ရမလဲဒါကြောင့်ကျွန်တော်တရက်ပင်ကြီးစီကိုမလာတာပါလို့ပြောလိုက်တာပေါ့အဲဒီတော့တရက်ပင်ကြီးကအော်ကလေးရဲ့ငါမှလွယ်အိတ်တွေစာအုပ်တွေစာရေးကိရိယာတွေတော့ဖယ်ရှိမှလဲဒါပေမဲ့မင်းမပူပါနဲ့ငါရဲ့အဖူးပွင့်တွေကိုမင်းခူးသွားပြီးရင်သွားရောင်းရတဲ့ငွေနဲ့မင်းလိုတဲ့လွယ်အိတ်တွေစာအုပ်တွေဝယ်ပေါ်လို့တရက်ပင်ကြီးကပြောလိုက်တော့ကလေးလေးဟာဝမ်းသာအားရနဲ့တရက်ဖူးတရက်ပွင့်တွေကိုခူးတာပေါ့တရက်ပင်ကြီးကလည်းပဲကြီးပြူးနဲ့ဂိုင်းတွေကိုညှို့ပေးတဲ့ခူးပြီးလို့ပြန်တဲ့အခါတရက်ပင်ကြီးကမှားလိုက်တယ်မင်းလိုသေးရင်လာခူးလဲပါကလေးငါစီကိုတော့နေတိုင်းလာပါကွယ်မင်းကိုမမြင်ရရင်ငါမပျော်ရွှင်ဘူးဒီလိုနဲ့တရက်ပင်ကြီးစီကအပွင့်တွေကိုခူးရအောင်ပြီးတော့ကလေးလေးဟာနေ့စဉ်လာခဲ့တယ်နေလေးအတော်ကြာလာတဲ့အခါကလေးလေးဟာတခါရုတ်တရက်ကြီးတရက်ပင်စီကိုပေါ်မလာပြန်ဘူးဒီတော့လေတရက်ပင်ကြီးကလည်းပဲကွင်းမြင်ကြီးစီကိုမျောပြီးတော့မပျော်ရှာပြန်ဘူးပေါ့မျောငေးဆွေးနေရင်လည်းပဲဒီနေ့ကလေးလေးကတခါရောက်လာပြန်တယ်မင်းငါစီဘာလို့မလာပြန်တာလဲငါမှမင်းလာကိုပဲမျောနေရတာမင်းမှာဘာအခက်ခဲတွေရှိပြန်လို့လဲလို့တရက်ပင်ကြီးကမေးလိုက်တော့ကျွန်တော်တက္ကသိုလ်ဆိုတဲ့ကျောင်းတော်ကြီးကိုတက်တော့မယ်ကျွန်တော်မှာဆိုင်ကယ်တွေစာအုပ်ဖိုးတွေစားစိတ်ငှားစိတ်တွေအများကြီးလိုနေတဲ့တရက်ပင်တရက်ဖူးတရက်ပွင့်နေလောက်နဲ့မရတော့ဘူးဗျာတရက်ပင်ကြီးကဒါများကွယ်ငါရဲ့အဖူးပွင့်နေနဲ့မလောက်ရင်ငါရဲ့အသီးတွေပါရောင်းဖို့ကလေးရဲ့ကဲငါအသီးတွေကိုခါချပေးမယ်မင်းပြန်တော့ကောက်သွားခုတော့တို့ဆော်ကစားရအောင်ဆိုပြီးတော့လူငယ်လေးနဲ့တရက်ပင်ကြီးဟာပျော်ရွှင်စွာဆော်ကစားနေကြတဲ့ပြီးတဲ့အခါမှာတော့တရက်သီးတွေကိုကောက်ပြီးတော့လူငယ်လေးကပြန်သွားတာပေါ့အဲ့ဒီလိုနဲ့လူငယ်လေးဟာငွေလိုလိုက်တရက်သီးတွေလာခုလိုက်ရောင်းလိုက်တက္ကသိုလ်ကျောင်းသွားလိုက်နဲ့နေလာခဲ့ရမှာတခါမှာတော့ထုံးစံအတိုင်းလူငယ်လေးဟာတရက်ပင်ကြီးစီမရောက်လာခဲ့ပြန်ဘူးတရက်ပင်ကြီးကလည်းပဲထုံးစံအတိုင်းလူငယ်လေးလာရကိုမြင့်ကြီးကိုမျောပြီးတော့လူငယ်လေးကိုပဲလွမ်းဆွနေပြန်တယ်အတန်ကြာသွားတဲ့ဒီနေ့မှာတော့လူငယ်လေးဟာမျက်နှာကိုအောက်ချလို့စိတ်သောကတွေနဲ့တရက်ပင်ကြီးစီရောက်လာခဲ့ပြန်တယ်တရက်ပင်ကြီးကလည်းလူငယ်လေးရောက်လာတဲ့ဆိုရင်ပဲအားရဝမ်းသာနဲ့တရက်တွေနဲ့ရက်ခတ်ပေးတာပေါ့တရက်ဖူးတရက်သီးတွေကျွေးစရာမရှိတော့ပေမဲ့မင်းအတွက်တော့ငါအေးမြတဲ့အရေးနဲ့အေးမြတဲ့လေလေးတွေပေးနိုင်ပါသေးတယ်ကွယ်လို့လာငါပင်မတက်ငါနဲ့ဆော်ကစားကြစို့လို့ပြောတဲ့ကျွန်တော်မဆော့ချင်တော့ပါဘူးတရက်ပင်ကြီးရေကျွန်တော်မှချစ်သူရှိနေပြီအဲ့ဒါသူနဲ့မင်္ဂလာဆောင်ဖို့နောက်ကျွန်တော်တို့အတွက်နေစရာအိမ်လေးတစ်လုံးဆောက်ဖို့ကျွန်တော်မှငွေလိုးနေတယ်ငွေမရှိရင်ကျွန်တော်ချစ်သူနဲ့ကျွန်တော်နဲ့ခွဲရမှာလို့ပြောပြီးတော့လူငယ်လေးကမှိုင်းနေရှာတဲ့ဒီတော့တရက်ပင်ကြီးကလည်းစိတ်မကောင်းစွာနဲ့ငါမှအဖူးပွန်လည်းမရှိတော့သလိုအသီးတွေလည်းမရှိတော့ဘူးဒါပေမဲ့ငါမှတရက်ခိုင်းနေရှိတယ်လीကွယ်ငါခိုင်းတွေကိုမင်းခုတ်ဖြတ်ပြီးထင်းလိုတဲ့သူတွေစီသွားရောင်းဖို့မင်းအိမ်ဆောင်ဖို့လဲအသားတွေစိတ်လိုက်ပါမင်းမင်္ဂလာဆောင်ဖို့အိမ်ဆောက်ဖို့တော့ရမှာပါလို့ပြောလိုက်တဲ့လူငယ်လေးကလည်းပဲချက်ချင်းအားရဝမ်းသာနဲ့တိခုတ်သူတွေကိုခေါ်ပြီးတော့တရက်ခိုင်းရဲ့အကိုင်းအခက်တွေအားလုံးကိုဖြတ်ပြီးတော့ယူသွားတာပေါ့တရက်ပင်ကြီးကတော့မှားလိုက်သေးတယ်လူလေးမင်းငါးစီကိုတော့နေတိုင်းလာပါကွယ်မင်းမလာတဲ့ရက်တွေဆိုငါစိတ်မပြောရဘူးလို့တ
တရက်ပင်ကြီးကလှမ်းပြောလိုက်ရှာသေးတယ်ဒါပေမဲ့လူငယ်လေးကတော့တရက်ကိုင်းနေရောက်ပြီးမင်္ဂလာဆောင်လို့ပြောနေတာပေါ့တရက်ပင်ကြီးစီဘဲလာနိုင်မလဲတရက်ပင်ကြီးခမရတာနေတိုင်းလာနိုးနဲ့မျောနေရင်နဲ့6တွေ့လာနေတာပေါ့အဲ့ဒီလိုနဲ့နေလာကြရင်တနေ့မှာတော့လူကြီးတယောက်ဟာတရက်ပင်ကြီးစီကိုရောက်လာပြန်တယ်တရက်ပင်ကြီးကမင်းမလဲအိုးလာပါဘောလားငါလည်းမင်းလာကိုမျှော်ရင်းနဲ့ပဲအသက်ရှင်းနေရတာပါခုတော့မင်းလာပြီမဲ့ငါမှအဖူးပေါ်နေလည်းမရှိအသီးတွေကလည်းကုန်အကိုင်းခက်တွေကလည်းမရှိတော့မင်းစားစရာလည်းမကျွေးနိုင်အရိတ်လည်းမပေးနိုင်အရွက်မရှိတော့ရက်လည်းခတ်မပေးနိုင်တော့ဘူးအဲ့ဒါတွေအတွက်ငါစိတ်မကောင်းဘူးကွယ်ဒါပါငါရဲ့ပင်စီနာလာပြီးတော့ပြီးရနေပါမင်းတကူစားတော့ငါအရိတ်ပေးနိုင်ပါသေးတယ်လို့တရက်ပင်ငုတ်တူကြီးကပြောတဲ့ဒီတော့လေလူကြီးကတရက်ပင်ငုတ်တူကြီးကိုမှီးပြီးတော့နေရင်တရက်ပင်ကြီးကျွန်တော်မှသားတွေသမီးတွေနဲ့လောက်ကင်စားရတာအဆင်မပြေဘူးဗျာအဲ့ဒီစီးပွားရေးလုပ်ဖို့ကျွန်တော်လှေလေးတစ်စီးရကျင်တာကျွန်တော်မှလည်းငွေကမရှိနိုင်မို့ကျွန်တော်စိတ်တွေတိတ်ပြီးတော့စိတ်ညစ်နေစိတ်ဆင်းရဲနေရတယ်လို့ပြောတဲ့ဒီတော့လေတရက်ပင်ကြီးကငါမှလည်းရောင်းလို့ရတာမရှိတော့ဘူးဒါပေမဲ့မင်းကလှေလေးတစ်စင်းလူတယ်မဟုတ်လားဒါဆိုရင်ငါအပင်ငုတ်တို့ကိုအမြင်နာကနေလှဲပြီးတော့မင်းလှေလေးတစ်စင်းရအောင်ထွင်းရင်ရနိုင်တယ်မဟုတ်လားမင်းအဆင်ပြေဖို့အရေးကြီးတယ်မင်းအဆင်မပြေဘူးဆိုရင်ငါစိတ်မချမ်းသာရဘူးသွားလွှာသမားတွေသွားခေါ်ငါ့ကိုအမြင်နာကနေလှဲလိုက်ငါလည်းကြီးပါပြီငါအတွက်မလိုတော့ပါဘူးလို့ပြောတော့အဲ့ဒီလူဟာကြားနေတဲ့တရက်ပင်ငုတ်တို့ယူလှဲပြီးယူသွားတဲ့တရက်ပင်ကြီးခမအမြင့်ဆုံးဒုံကြီးပဲကြံတော့တာပေါ့ပြောင်းသွားတဲ့လူရဲ့နောက်ကျောကိုကြည့်ပြီးတော့လူလေးမကြငါစီတော့လာခဲ့အောင်နော်လို့မှားလိုက်သေးတဲ့ဒါပေမဲ့လူကြီးကတော့တရက်ပင်ကြီးစီရောက်မလာပြန်ပါဘူးတရက်မြင့်ဆုံးကြီးဟာနေဘူးတန်းကိုကြံ့ကြံ့ခံရင်းနဲ့သူ့လူကိုသာသူမျောနေတဲ့နှစ်တွေကြားလာပြန်တဲ့တနေ့မှာတော့ခေါင်းမွေးတွေဆွတ်ဖြူးနေတဲ့လူကြီးတယောက်ဟာတရက်ပင်ကြီးစီကိုတခါရောက်လာခဲ့ပြန်တယ်တရက်မြင့်ဆုံးကြီးကငါစီမင်းရောက်လာတာငါသိပ်ပျော်တာပဲငါမှမင်းကိုအသီးတွေလည်းကျွေးစရာတော့မရှိတော့ဘူးအရွက်တွေနဲ့လည်းရက်ခတ်မပေးနိုင်တော့ငါစိတ်မကောင်းဘူးကွယ်မင်းကိုငါအရိပ်တွေမိုးမပေးနိုင်တာလဲငါခံစားရတယ်လူလေးရဲ့လို့ပြောတဲ့ဒီတော့အဲ့ဒီလူကြီးကကျွန်တော်သိပ်မောပန်းနေပြီတရက်ပင်ကြီးရဲ့တရက်မြစ်စုံလုံးကြီးမှာငါမှကျွေးစရာပေးစရာမရှိတော့ပေမဲ့လူလေးမောနေရင်ငါအမြင့်ဆုံးလေးပေါ်ခေါင်းလေးတင်ပြီးအိတ်ဆက်အနားယူပါလားကလေးလို့ပြောလိုက်တော့အဲ့ဒီလူကြီးဟာတရက်မြစ်ဆုံကအမြစ်ဆုံကြီးပေါ်မှာခေါင်းအောင်ပြီးအိမ်မောကျသွားတဲ့မိဘတွေရဲ့ဘဝဟာလည်းဒီတရက်ပင်ကြီးလိုပါပဲဥဝဲဆိုပြီးလူလောကထဲရောက်လာတဲ့သားသမီးတွေကိုကြည်မဝရှုမွားနဲ့နေလာကြရင်6နှစ်လောက်ရောက်လာတဲ့အခါကြောင်းထားဖို့ကြောင်းပို့ရလို့ခွဲခွာရတဲ့အခါမိဘတွေရင်စနာခဲ့ရသလိုအပေါ်ယံငွေလေးတွေလည်းပဲကလေးမုံဖို့ကြောင်းမုံဖို့လွယ်အိတ်ဖို့စာအုပ်ဖို့နဲ့စသုံးခဲ့ရတာမဟုတ်လားနောက်မြို့သွားပြီးတက္ကသိုလ်ဆိုတာကြီးတက်တော့ဆိုင်ကယ်ဖို့ကျောင်းစရိတ်နေစရိတ်နဲ့အကုန်များလာတော့စုထားတဲ့ငွေနဲ့မိဘတွေနေစဉ်ရှားတဲ့လှုပ်အားကမလောက်တော့ရှိတာလေးတွေရောင်းထုပြီးတော့ပေးခဲ့ရပြန်တယ်မဟုတ်လားတက္ကသိုလ်ဆိုတာကြီးတက်ပြီးလို့အိမ်တော်ပြုတော့မယ်ဆိုပြန်တော့မင်္ဂလာဆောင်ပေးရအိုးခွဲပေးရအိမ်ခွဲပေးရအရင်အနည်းတွေထုတ်ပေးရနဲ့မိဘတွေရဲ့ပစ္စည်းဥစ္စာတစိမ့်ဒေသတွေခွဲပေးလိုက်ရတယ်။ဒီပင်ကြီးဟာအကိုင်းအခက်တွေကိုပေးလိုက်ရတယ်လို့ပါပဲ။မိဘတွေကတော့သားသမီးတွေလာနိုးနဲ့မျှော်ကိုပြီးပဲအသက်ရှင်နေကြရတယ်။အပူတွေ့မှသာမိဘအိမ်ကိုလာတတ်တဲ့သားသမီးတွေကျမ်းမာရေးစတဲ့အရေးအကြောင်းတစ်ခုခုပေါ်လာတဲ့အခါမှာတော့မိဘတွေဟာကြားနေတဲ့အိမ်လေးဝိုင်းလေးတွေတောင်ပေါင်းနှံပေးလိုက်ကြတော့တရက်ပင်ငုတ်တူလူလှေထွန်းယူသွားဖို့ပေးလိုက်ရတယ်လို့ပဲမဟုတ်လား။နောက်ဆုံးတော့မိဘတွေဟာတရက်ပင်ကတစ်မြစ်ဆုံတုံးကြီးလို့သားသမီးတွေကိုမျှော်ရင်းလွှမ်းရင်းနဲ့ပဲနေခဲ့ရရှာတယ်ဘာမှမရှိတော့တဲ့အခါမသွားမလာနိုင်တော့လို့ဂရင်းမော်မှာနေရတဲ့အချိန်မှတောင်သားသမီးတွေကိုမျှောနေရင်းနဲ့သားသမီးတွေရောက်လာတဲ့အခါမိဘတဲ့ဘာရှိလဲရှားစားသွားဆိုပြီးတော့ဂရင်းလေးဘော်ကနေပြောလိုက်ပါသေးတယ်အားလုံးမိဘမေတ္တာကိုပြန်လဲသတိရနိုင်ကြပြီးမိဘကျေးဇူးဆန့်နိုင်သူများဖြစ်ကြဖို့ရအတွက်ရည်ရွယ်ပြီးတော့ပြောဆိုလိုက်ရပါတယ်အားလုံးမိဘကျေးဇူးဆန့်နိုင်သူများဖြစ်ကြပါစေ